မစင်စားခြင်းတစ်တာကဘာမြေပေါ်မှာကိုယ့်ကိုချစ်တဲ့သူဟာဘောလုံးအသင်းတစ်စာလောက်မှရှိရလားမစင်စားတော့ပါဘူးတဲ့ဘယ်သူဟာဘန်းဒီတစ်လုံးကိုစားပြီးနယူတန်လိုတွေးခေါ်မိပါတယ်လေမစင်စားတော့ပါဘူးတဲ့တခြင်းတစ်ပုဒ်ကိုနားထောင်ရင်ဘယ်သူဟာကဘာအသစ်စေမဲ့သီအိုရီရဘူးလို့လဲမစင်စားတော့ပါဘူးတဲ့တကိုယ်လုံးတစ်ဘဝလုံးစုပ်ယူကိုယ့်ကိုမသေးရုံမွေးမြူထားတဲ့လူတွေရှိနေပြီမစင်စားတော့ပါဘူးတဲ့မြည်သူမဆိုပေါ့အရာအလုံးကိုမစွမ်းဆောင်နိုင်ဘူးတခုခုလွဲချော်နေတဲ့အကြောင်းပြောပြခြင်းနဲ့မစင်စားတော့ပါဘူးတဲ့ကဘာပေါ်မှာဘယ်အရာကိုမဆိုညာလို့ရပါမယ်အစာအိမ်ကိုညာလို့မရတဲ့အကြောင်းပြောပြခြင်းနဲ့မစင်စားတော့ပါဘူးတဲ့လူတိုင်းရဲ့ရင်ထဲမှာပင်လယ်ရှိတယ်လူတွေဟာဒီပင်လယ်ကိုကျယ်ပြန့်အောင်နက်ရှိုင်းလှပအောင်မစည်းစင်းတတ်ကြဘူးမစင်စားတော့ပါဘူးမစင်စားခြင်းတစ်လုံးရှိခဲ့တယ်ဘာကိုမှမစင်စားတော့ပါဘူးတဲ့ဂျင်းမောင်းမိအိတ်ထဲကိုလက်၌မစင်စားခြင်းတစ်တာဟာလေချုံပြီးနေလေရဲ့မောင်ချောနွယ်